ဝေလည်းမလို့ကလေးကိုလည်းမလို့ပြစ်ထားခဲ့မှာ ဒီလိုအဲ့လိုတကယ်ပြစ်ထားတယ်လို့မင်းသားဦးသိသွားတယ် ပြစ်ထားခဲ့မှာမလို့တော့ ပုံပုံရွားထိုင်အောင်လို့ထိုင်အောင်သူဆုံးပြမယ်ဆိုတော့သူတီးရောတီးလို့လား မသိဘူးလေမသိလို့မျိုးပဲအဲ့လိုမျိုးမသိလို့ပဲပြစ်ထားချင်တာပေါ့ပြစ်ထားလို့ရတာပေါ့ မချစ်ဘူးလား မချစ်တော့မချစ်တော့ချစ်တော့ပေးရင်လည်းယူတဲ့လူမှမရှိတာကလေးကသူများကလေးလိုအကောင်းတာမန်အကောင်းလေးမှမဟုတ်တာအန်တီခိုင်နေဝင်ကိုပေးမလို့ပဲအန်တီခိုင်နေဝင်မှလက်မခံလို့ရှိရင်တော့အဲ့လိုမျိုးစွန့်ပြစ်ရမှာပဲလမ်းဘေးမှာဖြစ်ဖြစ်တစ်ဖက်တနေရာဖြစ်ဖြစ်အဲ့လိုမျိုးသွားပြီးတော့ပြစ်ထားမှာအဲ့လိုမျိုး ပြန်လာလည်းမကြည့်တော့ မကြည့်တော့ အဲ့ဒီခါအဲ့လိုလာမခေါ်ရောဘူးလို့ ပြစ်ထားလိုက်မှာခင်ဗျတ်သူ ခင်ဗျာသူဘယ်ဘဲနေပြီလို့ရောက်လာဒီကို ဖက်ကလုံခင်းကလေရောက်လာတယ်စိတ်ကလေးစိတ်ကိုပို့ဆိုပြီးတော့ ကလေးကဒီကလေးပေါ့ ဟုတ်တယ် ဒီကဘယ်နှစ်နှစ်ဖြစ် 9 နှစ် 9နှစ်တောက်ကြရော ယောက်ျားကကွဲထားတာကြာပြီရိုက်လို့လေရိုက်နေလို့ ဘာလို့ရိုက်လို့ သူ့ကိုသူကမျိုးမျိုးပဲအပေါက်ဆုံးပဲဟိုမိမရှုပ်တာရောအကုန်လုံးပဲအဲဆိုကျမပြောတယ်ကျမပြောတာနားမထောင်တော့သူ့ကိုပြောလို့ရှိရင်သူကကျမပြောလို့ရှိရင်အကောင်းမမြင်ဘူးကျမကိုရိုက်တယ်နဲ့တယ်ခဏခဏရုံးကိုရောက်တာခဏခဏရုံးကိုရောက်တော့လူကြီးတွေနဲ့အဲ့လိုမျိုးကွဲပြီးတော့လက်မထိုးလိုက်တာ အသက်ကဘယ်လောက်လဲ 25 25ကလေးကဘယ်နှစ်နှစ်တော့ ကလေးက9နှစ် ကလေးလေးကဘာဖြစ်တာလဲ ကလေးက17လအရွယ်ကတက်ထားတာအုံနောက်နဲ့အာယုံကျော်ဆိုင်တာပေါ့အဲ့လိုဆရာဝန်တွေကအဲ့လိုပြောတယ်စိတ်ကူးဖို့အဆင်မပြေတော့ဘူးလေ